အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်သင်ချင်တဲ့တူမော်ဘီ PR5 ကိုသွားမှာဖြစ်ပါတယ်သူ့ရဲ့ location ကကြတော့ကျွန်တော်တို့မော်ဘီဈေးကိုကြော်ရမယ်ပြီးသွားလို့ရှိရင်နည်းနည်းထပ်ပြီးတော့ကြော်သွားလို့ရှိရင်ညဘက်ချမ်းမှာ KPZ ဘန်ရှိတယ်အဲ့ဘေးကမြက်ကတာလမ်းနဲ့ကိုအဆုံးထိဝင်သွားမယ်လမ်းဆုံးတာနဲ့ညဘက်ချိုးလိုက်လို့ရှိရင်မော်ဘီ PR5 ဆိုင်ဘက်ကိုတွေ့ပြီဖြစ်ပါတယ်ခုကတော့ Mobi PR5 ကိုရောက်ပါပြီအဲ့တော့တစ်ချက်လောက်လိုက်ကြည့်ပြပါအောင်သူ့ပတ်ဝန်းကျင်ကနေလုံးဝတိတ်ဆိတ်ပြီးတော့ပဲအသေးလားကျွန်တော်တို့လိုအေးဆေးကြိုက်အေးဆေးချေးလို့ရတာကြိုက်တဲ့လူတွေအတွက်ဆိုလို့ရှိရင်ရမ်းအဆင်ပြေစားကျင်တဲ့ဟင်းပွဲတွေအမီးတွေမှားတော့ဆိုတော့အရင်ဆုံး PR လေးတစ်ခွက်အရင်ချပါတယ်ဟင်းပွဲတွေရောက်တော့လည်းပိုက်စာနဲ့ကျွန်တော်တို့လည်းတခါရဲဝါးလေးဆွဲရတာပဲဗျာအဲ့မှာတော့အကင်နေနဲ့ဟင်းပွဲတွေအရသာတွေကတော့အကုန်ကောင်းပါတယ်အဲ့ထဲမှာအရသာအဆက်တွေတော့ပါတော့လीဘာနဲ့ကျွန်တော်ကတော့အဆက်သိမကြိုက်ဘူးဆိုတော့အဆက်ကတော့မစားခဲ့ပါဘူးကျွန်တော်အကျော်တွေရမ်းကြိုက်တော့အကျော်တွေပဲစားခဲ့ပါတယ်ဟင်းပွဲတစ်ခုချင်းစီအရသာ vlog ကိုတော့ကျွန်တော်တက် vlog တစ်ခုရိုက်ထားပါတယ်အဲ့မှာတော့ကြည့်လို့ရပါတယ်ဒီပတ်ဝန်းကျင်ကတိတ်ဆိတ်တဲ့အပြင်အဲ့လိုရှူခင်းအလားလေးလည်းရှိရဗျာအဲ့တော့ကျွန်တော်အဲ့ဒီညောင်အရန်ကြိုက်တာအဲ့တခုအမှန်တော့အမှန်နည်းနည်းတက်တန်းရင်းနဲ့အဆောင်ရှိရဲအဲ့ဒီပေါ်တက်ပြီးတက်ပုံရိုက်မလို့ပဲသူကကြာနေပြီဆိုတော့ကျမ်းပေါက်တွေကြော်နေရတယ်အနေနဲ့များလို့ကျွန်တော်လည်းခါပဲကားလိုက်တော့တယ်ကျွန်တော်တို့ပြင်မှာထိုင်ပြတာပိုပြီးများတယ်အဲခုနဲ့မှာပဲထိုင်နေတယ်စကား AC ပြောချင်တယ်ဆိုလို့ရှိရင်တော့ Mobi PR5 မှာဒီလိုမျိုး AC ထိုင်လို့ရတဲ့အခန်းလေးလည်းရှိတယ်ပြီးတော့တခုမိုက်တာရှိသေးတယ်အဲ့ဒါကြတော့အရင်မူသွားလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်သချင်းဆိုချင်တာအဲ့တော့သချင်းဆိုချင်လို့ရှိရင်ပဲ PR5 မှာသချင်းတွေ share ဆိုဖို့အတွက် VIP room တက်တက်ရှိတယ်ဒါကတော့ Mobi PR5 ရဲ့ည view လေးပါအဲညတော့မှလာတဲ့လူတော်တော်များတယ်ဗျာအားပေးချမ်းချက်ပဲ Okay ကျွန်တော်ရဲ့ဒီ vlog လေးကတော့ဒီလောက်ပါပဲအဲ့တော့အရှိကြီးကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကျော်တလန်ဟိုဘက်ကောင်မှာရှိပါတယ်အဲ့တော့အားလုံးပဲဘိုင်ဘိုင်ပါနောက်ထပ် vlog တွေမှာပြန်လည်ဆုံတွေ့ပါအောင်မယ်နော်